ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာပရိသတ်တွေစောင့်ကြည့်ရမယ် One Friday Fights 25-4ထဲကအခမဲ့ကြီးရှုခွင့်ရမယ်မြန်မာဖိုက်တာ2ဦးရဲ့ပွဲစဉ်တွေအကြောင်းပြောပြပေးချင်ပါတယ်အထူးသဖြင့်ထုံးမင်းနိုင်ရဲ့ပွဲစဉ်ကတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းနေသလိုသူ့ရဲ့ပြိုင်ဘက်ကလည်းပေါ်ပေါ်တန်တန်တွေးလို့မရတဲ့အခြေအနေမှာရှိနေပါတယ်ထုံးမင်းနိုင်နဲ့ရင်ဆိုင်ရမယ့်ပြိုင်ဘက်ကတော့စပိန်နိုင်ငံသားဂျိုဖြစ်ပါတယ်ဒီဖိုက်တာနဲ့ပတ်သက်လို့အချက်အလက်တွေကတော်တော်လေးကိုရှာဖွေရခက်ခဲပါတယ်သူရဲ့အသက်က25နှစ်အယောက်က9ပေ10လက်မလောက်ရှိတယ်ဆိုတာတော့ပဲသိရသည်အတိအကျအမတန်းတွေကိုတော့လိုက်လို့မရသေးပါဘူးကျွန်တော်လက်လန်းမိတော့လေ့လာကြည့်ရရင်တော့သူဟာလွန်ခဲ့တဲ့ကိုဗစ်ကာလတုန်းကစပိန်ပြည်တွဲမှာပွဲအချို့ကစားခဲ့တာရှိသလိုထိုင်းကိုရောက်လာပြီးနောက်ပိုင်းမှာလည်း CMF လိုအဖွဲ့အစည်းတွေမှာပွဲတွေကစားပြီးစူဖလားအချို့ရယူထားတာမျိုးတွေ့ရပါတယ်ဒါပေမဲ့သူ့ရဲ့စွမ်းဆောင်ရည်ကိုအကဲဖြတ်ဖို့အတွက်ဗီဒီယိုမှတ်တမ်းကနှစ်ပွဲစာလောက်ပဲရှိတာမို့ပွဲချောင်မယ်လို့တော့တတိချပြောလို့မရပါဘူးဂျိုရကစားဟန်ကိုကြည့်မယ်ဆိုရင်သူက kickboxing အခြေခံကနေ Muay Thai ဘက်ကိုကူးလာတဲ့သူမို့ခြေခံချက်တွေကတော်တော်လေးအားပါတာတွေ့ရပါလိမ့်အထူးသဖြင့်သူ့ရဲ့လက်သီးတွဲလုံးတွေနဲ့အပိုင်ဝင်တတ်တဲ့ဒူးတိုက်ချက်တွေကထွန်းမင်းနိုင်အတွက်တတိထားရမယ့်အချက်တွေပါသူ့ရဲ့ body relief မှုနဲ့အရှောင်းအတင်းတွေကလည်းတော်တော်လေးတွက်လက်တယ်လို့ဥရောပတိုက်သားဖိုက်တာတွေရဲ့ထုံးစံအတိုင်းလွယ်နဲ့အရှုံးမပေးတတ်တဲ့စိတ်ဓာတ်မျိုးလည်းရှိပါတယ်ထွန်းမင်းနိုင်ဘက်ကပြန်ကြည့်ရင်တော့အရာအမောင်းနဲ့ခန္ဓာကိုယ်တီဆောက်ပုံမှာအသာရနိုင်ပေမဲ့weight အပိုင်းမှာတော့ပြိုင်ဘက်ကအရင်တုန်းက63ကီလိုဂရမ်ဝန်းကျင်မှာကစားခဲ့သူမို့အလုံးအထေကထိုးမင်းနိုင်တဲ့ပိုကြီးနေနိုင်ပါတယ်။ထိုးမင်းနိုင်တဲ့အားသာချက်ကတော့ One Championship မှာပွဲတွေ10ပွဲအထိရှိထားပြီးသားဖြစ်တာကြောင့်အခုမှပွဲဥထထိုးမဲ့ဂျိုးတဲ့အတွေ့အကြုံအများကြီးသားနေတာပါပဲ။ဒါပေမဲ့ပွဲထဲမှာတော့လုံးဝသတိမလွတ်ဖို့လိုပါလိမ့်မယ်။ဒီပွဲမှာထိုးမင်းနိုင်အနေနဲ့ပြိုင်ဘက်ရဲ့အချို့အနှောင်တွေကြားထဲရောက်မသွားဖို့အရေးကြီးသလိုအထူးသဖြင့်ဒူးအတိုင်းမခံကြဖို့ကြည့်ဆိုင်ရပါပဲ။တနေရာထဲမှာရက်ပြီးတီဆော့နေရတဲ့ဝန်ခနဲ့ဝန်ထိုးလိုက်ပြန်ခွာလိုက်နဲ့ပတ်ပြေးပြီးစော်တာကပိုပြီးထီရောက်ပါလိမ့်မယ်တကယ်လို့ပြိုင်ဘက်ရဲ့ဒူးတိုက်ချက်တွေကိုဒါခွင့်ပြုလိုက်မိရင်ထုံးမင်းတိုက်ရဲ့တက်လုံးတွေအမြန်ကုန်သွားနိုင်လို့ဒါကိုအထူးသတိထားစီချင်ပါတယ်ပြိုင်ဘက်ရဲ့အချက်အလက်တွေအပြည့်အစုံမသိရသေးတဲ့အတွက်ပွဲကချက်မလားချောင်းမလားဆိုတာခံမှန်းရခဲ့ပြီးမြဲထုံးမင်းနိုင်အနေနဲ့ပွဲအစကတည်းကအာယုံဆိုင်ပြီးကစားသွားဖို့လိုအပ်မှာဖြစ်ပါတယ်ဆက်လက်ပြီးမြန်မာပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့မာလီခင်နဲ့အိုမာဂင်းတို့ရဲ့ဒုတိယအကြိမ်မြောက်မကြေပွဲအကြောင်းကိုကျွန်တော်ရဲ့အမြင်လေးနဲ့သုံးသပ်တင်ပြပေးချင်ပါတယ်။ဒီပွဲမှာမာလီခင်အနေနဲ့အိုမာဂင်းကိုအလဲထိုး KO နဲ့အနိုင်ယူသွားနိုင်မလားဆိုတဲ့အချက်ကတရက်ကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ကျွန်တော်အမြင်ရတော့မာလီခင်မှာအနိုင်ရရှိဖို့အခွင့်အရေးပိုများနေတယ်လို့မြင်မိတဲ့အဓိကအချက်နှစ်ချက်ရှိပါတယ်။ပထမဆုံးအချက်ကတော့သူတို့နှစ်ယောက်ရဲ့ပထမပွဲကအခြေအနေကိုပြန်ကြည့်ဖို့ပါတယ်။အဲဒီတုန်းကဂျိုးဝိုင်းထဲမှာလက်သီးချင်းအိတ်ချင်းလုပ်ချင်နေရမှာမာလီခင်ကတီးတီထားအသာရခဲ့တာပါ။အိုမာဂင်းကနပန်းပိုင်းနဲ့ခွန်အားပိုင်းမှာအသာစီးရပြီးမာလီခင်ကိုဆွဲလဲနိုင်ခဲ့တယ်ဆိုပေမဲ့မြေပြင်ပေါ်မှာတော့မာလီခင်ကိုထိရောက်ဖိထားနိုင်တာမျိုးဒါမှမဟုတ်ဒုက္ခပေးနိုင်တာမျိုးမရှိခဲ့ပါဘူး။ပထမပွဲတုန်းကမာလီခင်ဘက်ကလိုအချက်ရှိခဲ့တာကတော့ပြိုင်ဘက်ကိုအတန်ကျိုးနားမှာဖိထားနိုင်တဲ့အချိန်မှာပွဲကိုအပြတ်မသိမ်းနိုင်ခဲ့တာပါပဲ။အဲဒီတုန်းကတက်လုံပိုင်းနဲ့ယုံအားပိုင်းမှာအားနည်းချက်အချို့ရှိနေခဲ့တာကြောင့်နောက်ဆုံးအဆင့်အထိမရောက်ခဲ့တာလို့မြင်ပါတယ်။ဒီတစ်ခါမှာတော့မာလီခင်နေနဲ့အဲ့ဒီအချက်တွေကိုပြန်လဲသင်ခန်းစာယူပြီးဒူးတိုက်ချက်တွေဒွဲလုံးတွေကိုအပိုင်းပြင်းစင်လာမှာဖြစ်လို့အိုမာဂင်းအတွက်တကယ့်ကိုဒုက္ခများနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ဒုတိယချက်အနေနဲ့ကတော့ weight danish ခုနပိုင်းဆိုင်ရာပြင်ဆင်မှုပါ။မာလီခင်ကအရင်ပွဲတုန်းက middle weight နဲ့ heavy weight ကို weight တက်ထိုးခဲ့တာမို့သူ့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံက weight တန်းနဲ့အန်ဝင်ခွင်ကြားတိမဖြစ်သေးပဲခွန်အားပိုင်းမှာအိုမာဂင်းကိုအနေငယ်ရော့နေခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့အခုမကြေပွဲအထက်ပြင်ဆင်နေတဲ့ footage တွေကိုကြည့်ရသလောက်မာလီခင်ဟာသူ့ရဲ့ယုံအားနဲ့ကြွသားပိုင်းကိုတော်တော်လေးအားစိုက်လေ့ကျင့်နေတာတွေ့ရပါတယ်။အိုမာဂင်းကတော့တဘာဝအရာခွန်အားပိုကြီးသူဖြစ်လို့ဒီပွဲမှာလည်းသူကပဲအသာရနေအောင်မှဖြစ်ပြီးမြဲမာလီခင်က wrestling defense ကိုသာတွေးထချာပြင်ဆင်လာမယ်ဆိုရင်အရင်ပွဲကလို9ချိန်လောက်ထိအလေခံရမှာမဟုတ်တော့ပါဘူး။နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက striking အပိုင်းမှာအရင်ပွဲမှာမာလီခင်ရဲ့လက်တီးတွေကပြိုင်ဘက်စီကိုတိတိကျကျမရောက်ခဲ့တာ connection မဖြစ်တာဟာအိုမာဂင်းရဲ့ဆောင်တင်းမှုတွေကြောင့်ထက်မာလီခင်ကိုယ်တိုင်ကအရှင်းအရန်ပြင်းအောင်ဖိထိုးခဲ့လို့ဖြစ်နိုင်ပါတယ်။တကယ်လို့သာမာလီခင်ကအခုပွဲမှာအရန်ကြီးစွတ်မတော့ပဲအရှင်ကိုထိန်းပြီးတစ်ချက်ချင်းတိတိကျကျအတုံ့ပြန်မယ်ဆိုရင်အိုမာဂင်းရဲ့အားနည်းချက်ကိုရှာတွေ့ပြီးအလဲထိုးနိုင်တဲ့အထိဖြစ်လာနိုင်ပါတယ်။အိုမာဂင်းဘက်ကကြည့်ရင်လည်းသူကပွဲနဲ့ဝေးနေတာကြားပြီးဖြစ်လို့အခုပွဲမှာသူ့ရဲ့အရှင်ကဘယ်လောက်ထိရှိနေအောင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။မာလီခင်တို့ကတော့ဒီပွဲမှာအနိုင်ရခဲ့ရင်သူ့ရဲ့အောင်မြင်မှုကအထိတ်ဆုံးကိုရောက်သွားမှာဖြစ်ပြီးအိုမာဂင်းတို့ကတော့ရှုံးနိမ့်ခဲ့ရင်အများကြီးဆုံးရှုံးသွားရနိုင်ပါတယ်။
အိုမာကင်းအနေနဲ့သူ့ရဲ့အဆင့်တန်းနဲ့ရပိုင်ခွင့်တွေကိုဆက်ထိန်ထားနိုင်ဖို့ကမရှုံးအောင်ထိုးဖို့